那干炖的吧，妈。ကျေးဇူးရှင်အမျိုးတို့ရေအားလုံးပဲမင်္ဂလာပါအခုဆိုလေရပြန်ရောက်တာပေါ့နော်ဘယ်နိုင်ရှိပြီလဲဆိုဒါတနာရောက်ရှိပြီပေါ့နော်အဲ့ဒါအိမ်မှာဘာမှလည်းစားကြမရှိဘူးပြတယ်မလားမတက်မိုးနေရောစီမသွားထားတော့ပါအိမ်မှာချက်ထားလို့မရတယ်အဲ့ဒါအစောကိုယ်တိုင်ရောက်တယ်ကောက်ကောက်ထုတ်ရဲပေါ့နော်ဒီမှာပတ်စွန်းငပြိုင်အနည်းချက်ပေါ့နော်အဲ့ဒါတွေနဲ့စားမယ်ပေါ့နော်သူကကြတော့ငပိလို့ပဲပေါ့နော်အစောစားတယ်လို့ပေါ့နော်ငစန်းငပိလည်းစားချင်တယ်ဒါပေမဲ့လည်းငပိကြိုရမှလည်းပြင်းတဲ့လူတွေအတွက်ပေါ့နော်အပင်စားလေးတွေရှိမယ်ပေါ့နော်ဒါဆိုအစောအမြဲတမ်းစားတာဘာလို့ဆိုအတေးကြရကွာလောလောရတဲ့ခါကျတော့ငပိမကြိုနိုင်တဲ့လူတွေအဲ့ဒါတွေနဲ့စားမယ်ပေါ့နော်ပြီးရင်ဒီမှာတွတ်တွတ်ကြီးကြောကတော့သူကပစုံချောင်းနဲ့ပဲကြော်ထားတာဒီကမလားချက်ကြောင်းဖြစ်ကြောင်းနဲ့သူ့ရတာစိတ်တွေကွာဒီနှစ်ခုဆိုအမြဲတမ်းတွဲစားလို့ကောင်းတယ်နေစားလို့ကောင်းတယ်သူကကြတော့မငံဘူးဒါကကြတော့ငပိအငံဆိုတဲ့ခါကျတော့အဆင်ပြေတယ်ဒီနှစ်ခုကိုတွဲစားမယ်နော်ဒီနှစ်ခါကျရင်ဒီမှာအာပြန်ကြောက်ကြော်လို့ငနေတူကြော်လို့နှစ်ခုရှိတယ်တိုက်တဲ့ဟာကိုစားရရတယ်အစောကကြတော့အများဆုံးဖြစ်ရတော့လေအာပြန်ကြောက်ကြော်ကိုစားတယ်ပေါ့နော်ငနေတူကမကောင်းတော့ဆိုတော့ကောင်းတယ်ဆိုတော့တိတ်မကြိုက်ဘူးပေါ့နော်ကိုယ်ကြိုက်နေသူကြိုက်နေမတူဘူးပေါ့နော်ကဲလားဆိုရင်ဆိုနေလိုက်မယ်နော်စက်ချစ်တွေကြောက်နော်ဒီမှာအစောတိတ်ချိုင်းနေထားတယ်ပေါ့နော်သူကနှက်အောင်နေပြရတယ်အဲ့ဒါကြောင့်ဗီဒီယိုစီမှာကြားလို့အစောမရိုက်ပြတော့တာနော်ကဲနေလူတိုင်းဒါပစုံငပြိုင်အနေချက်နဲ့တူဒီကြော်နေကိုထက်နေထားရောနေရတာပေါ့နော်ကဲအဲ့ဆိုစားလိုက်ပါဦးနော်အဲ့လိုပဲစားကြပါဦးကျေးဇူးရှင်လို့ရေးဒီမှာစောစားပြီနော်ဟုတ်ကဲ့နိုင်ဒါအဲ့လိုမထားတော့အဲ့ထောက်ထားရပါအနောက်ဆောင်တဲ့လူတွေအတွက်ကွာအဆင်ပြေသေးဟာအဲ့ဒါကောင်းတွန်းတော့မဟာတော့ကြတယ်သူဆိုင်ပိုင်းအခါကိုတက်ရဒါဆိုအခါကစေးပါရစေးပါမယ်ဟုတ်တဲ့ငါကြီးတဲ့လာမှန်လားမအခါကြရအရင်ကျမိုက်ပဲကောင်းတယ်ဟုတ်လားဝါငါပြရမလို့ငါပြတော့ကြရမလို့ငါပြရတာပြေရောဟုတ်စားတယ်ဟုတ်ဟုတ်ပါဘယ်လိုလဲကိုစားကြအရင်မဲ့သူနဲ့ဆက်စားလိုက်မနော်ကဲအစားနဲ့စကားပြောကြရှိတယ်ဒီလားအစောကုလိုက်ထောက်တာအစောကုလိုက်ရပါနော်အကြိုက်လာမှာရလက်လက်ကဓမ္မတွေအဆင်ပြေအောင်ဆိုလုပ်ပေးမယ်ပေါ့နော်သူကကြတော့အထားတဲ့ခန့်တဲ့ပြည်တာနေသုံးတဲ့လက်ခါဖြစ်တဲ့အတွက်ကြောင့်အစအများဆုံးခန့်ရဲ့နော်တဲ့အဲ့ဒါရုံကြည်နေဆိုဒီမှာအားလာပေးရတာရဲ့စေကောင်းစားလို့လည်းတကယ်ကောင်းမယ်သူကအများကြီးပါတယ်နော်အစောတစ်ခါလေးနေလိုက်တော့တကယ်အေးစေးစားမဲ့လူတွေဆိုလေတောက်တိခါလောက်စားရရအကြည့်ရမလားလို့အစောတစ်ခါနေလိုက်လို့နော်ဒါဆိုတတအားလို့ချစ်တယ်